လုပ်ငန်းရှင်နေနဲ့ကျမကိုမေးကြတယ်ကျွန်တော်တို့ကထိုင်းနိုင်ငံမှာ 100% foreign owned company အောက်ကပဲကျွန်တော်တို့လုပ်ချင်တယ်ကျွန်တော်တို့လုပ်ငန်းကိုထိုင်းနိုင်ငံသားရဲ့ခေါင်းစဉ်အောက်မှာကျွန်တော်တို့မထားချင်ဘူး joint venture company မလုပ်ချင်ဘူးဆိုတဲ့သူတွေအတွက်ဒီဗီဒီယိုကကြည့်ရမယ်ဗီဒီယိုပါထိုင်းမှာ 100% own foreign business company တခုဖွင့်လို့ရတာမှန်ပါတယ်ဒါပေမဲ့ကျမတို့က foreign business art ကိုသေချာစွာနားလည်ထားပြီးမှကိုယ့်လုပ်ငန်းဒီဘယ် categories အမျိုးအစားအောက်မှာရောက်နေရလဲခွင့်ပြုချက်လိုတာလားဒါမှမဟုတ် 100% own မဲ့လုပ်လို့ရတာလားဒါမှမဟုတ်လို့ရှင်လည်းကျမတို့လုံးဝလုပ်လို့မရဘူးလားဆိုတဲ့ချက်တွေကိုသေချာစွာသိနားလည်ထားမှသာကျမတို့ကမှန်ကန်တဲ့ structure နဲ့စမှသာလူချင်းတို့မင်းတို့ရဲ့လုပ်ငန်းတွေကအဆင်ပြေချောမွေ့မှာပဲဖြစ်ပါတယ်100% foreign own လုံးဝလုပ်လို့မရတဲ့ list ကိုကျွန်မအကြမ်းမြင့်အရင်ပြောပါမယ်ဥပမာအားဖြင့်ကျမတို့ကသတင်းစာထုတ်ဝေခြင်းလိုမျိုး radio နဲ့ TV broadcasting လုပ်တာလိုမျိုး land trading ပေါ့နော်မြေပိုင်ဆိုင်လို့မရအောင်မြေရောင်းဝယ်လုပ်တာလိုမျိုးကျမတို့စိုက်ပျိုးရေးလိုဟာမျိုးတွေငါးဖမ်းတဲ့တင်မော်တွေငါးဖမ်းနာတွေလုပ်တာတွေကိုကျမတို့ထိုင်းရေပိုင်နက်ထဲမှာလုပ်တာမျိုးတွေနိုင်ငံသား100%နဲ့လုံးဝလုပ်ခွင့်မရှိရဲ့လုပ်ငန်းတွေမှာပါပါတယ်နောက်မျိုးစားတစ်ခုကတော့ကျမတို့ကခွင့်ပြုချက်လိုတဲ့အမျိုးစားတစ်ခုဖြစ်ပါတယ်အဲ့ဒါကကြတော့ကျမတို့ကအနည်းဆုံးထိုင်း share holder က40%ဒီကုမ္ပဏီထဲမှာပါဝင်နေရမယ် cabinet ရဲ့ approval လိုတဲ့လုပ်ငန်းမျိုးစားတွေပဲဖြစ်ပါတယ်ဥပမာအားဖြင့်ကျမတို့က fire alarm production လုပ်တာ fire alarm တွေထုတ်လုပ်တာပေါ့နော်နောက်တစ်ခုက military ဒီစစ်ဘက်နဲ့ဆိုင်ရာပစ္စည်းတွေကိုကျမတို့ထုတ်လုပ်တာရောင်းချတာနောက်တစ်ခုကကြတော့ကျမတို့ mining activities တွေเนาะမြည်သည့် mining activities မဆိုလုပ်မယ်နောက်ဆုံးတစ်ခုကတော့ Thai traditional Thai ရိုးရာအနှိပ်တွေเนาะ Thai စေဝါထုတ်လုပ်တာတွေအဲ့လိုမျိုးကိစ္စတွေဆိုလို့ရှိရင်เนาะဒါခွင့်ပြုချက်ယူပြီးတော့မှအနည်းဆုံး Thai နိုင်ငံသား40%ရှယ်ယာပါမှလုပ်လို့ရတဲ့လုပ်ငန်းတွေဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ကျမတို့နိုင်ငံသား 100% foreign owned company အောက်ကနေပြီးတော့ foreign business license ယူပြီးတော့လုပ်လို့ရတဲ့လုပ်ငန်းမျိုးစားတွေပဲဖြစ်ပါတယ်ဒီမျိုးစားထဲမှာဆိုရင် service business တွေအများဆုံးပါဝင်ပါတယ်ဥပမာအားဖြင့် consulting တို့ကျမတို့ IT service တို့ management service တို့ construction တို့ wholesale တို့เนาะကျမတို့နောက်တစ်ခုကကြတော့ဒီ HR နဲ့ပတ်သက်တာတွေပြီးတော့ accounting နဲ့ပတ်သက်တာတွေဒါတွေကဆိုလို့ရှိရင်ကျမတို့ foreign business license အောက်ကနေပြီးတော့လုပ်လို့ရတဲ့လုပ်ငန်းမျိုးစားထဲမှာပါပါတယ်ဒီလိုလုပ်ငန်းတွေကိုလုပ်မယ်ဆိုရင်တော့တတိထားမဲ့ချက်တစ်ခုကတော့ foreign business license လိုပါတယ်အဲ့တော့ဒီလုပ်ငန်းတွေရဲ့အကြီးမားဆုံး risk ကတော့ကျမတို့က business license မရသေးဘဲနဲ့လုပ်ငန်းစထားမယ်ဆိုလို့ရှိရင်တော့ပြဿနာအကြီးကြီးရှိနိုင်ပါတယ်เนาะforeign business license လုံးဝမလိုဘဲနဲ့ကျမတို့ 100% foreign owned company အနေနဲ့လုပ်လို့ရတယ်လုပ်ငန်းစဉ်၃ခုကိုကျမပြောပြပါမယ်နံပါတ်1ကတော့ကျမတို့ export only activities လုပ်တဲ့လုပ်ငန်းဖြစ်ပါတယ်နံပါတ်2ကတော့ pure manufacturing မှာ manufacturing မဲ့တည်တံ့လုပ်ပြီး selling နဲ့ distribution လုံးဝမပါရပါဘူးနောက်တစ်ခုကတော့ BOI promoted activities တွေပေးထားတဲ့လုပ်ငန်းမျိုးစပါဒီ၃ခုနဲ့လုပ်မယ်ဆိုရင်တော့ foreign business license လုံးဝရှောက်စရာမလိုပါဘူး 100% own company အောက်ကပဲလုပ်လို့ရပါတယ်